လာသူပဲထပ်ပြီးတော့ပြောချင်တာကခရံဒေါသဖြစ်ခြင်းတသနာတစုံတစ်ခုဖြစ်ခြင်းနော်မလုပ်ကြပါနဲ့နော်အဓိကကဒီဘယ်လိုခေါ်မလဲထိုင်းနိုင်ငံမှာဆိုရင်နော်ထိုင်းနေတော်တော်များများကပြောမယ်ဆိုလို့ရှိရင်သူကအေးဆေးနေတဲ့သူကများပါတယ်နော်စူပူမှုတွေသူတို့မလိုလားဘူးသူတို့အေးချမ်းချမ်းနဲ့နေတာတွေရှိပါတယ်ဟလာဒီထားဖို့လိုပါတယ်နော်တက်နိုင်တဲ့လောက်နော်ထိုင်းနိုင်ငံမှာထိုင်းလူမျိုးတွေပဲဖြစ်ဖြစ်ပြီးလို့မဆိုတိတ်တိတ်မြဲမြဲနဲ့ချစ်ချစ်ခင်ခင်နေနိုင်ဖို့အရေးကြီးပါတယ်နော်တစုံတစ်ခုဖြစ်ခဲ့မယ်ဆိုရင်မိမိတို့ကာယကံရှင်ကိုယ်တိုင်အရင်ဆုံးပြည့်စက်ကမှဖြစ်ပါတယ်မိမိတို့ကာယကံရှင်ကိုယ်တိုင်အရင်ဆုံးပြည့်စက်ပြီးခံပြုရမှကျန်တဲ့မြန်မာနိုင်ငံသားတွေပဲလှည့်မှာဖြစ်ပါတယ်အခုဆိုလို့ရှိရင်အလားတူပဲနော်ဈေးတယ်တွေကိုလည်းဖမ်းနေရတာလည်းတွေ့ရှိပါတယ်နော်ဈေးတယ်တွေဖမ်းခံတာလည်းတွေ့ရှိပါတယ်နော်ဈေးတယ်တွေဖမ်းခံတာလည်းတွေ့ရှိသလိုကျွန်တော်တို့မြန်မာနိုင်ငံသားတွေဖမ်းခံတာလည်းရှိပါတယ်ဖမ်းပြီးတော့ပြန်လွှတ်ရင်ကိစ္စမရှိဘူးပေါ့တကယ်လို့သာလျှင်ဖမ်းပြီးတော့မြန်မာချမ်းကိုပြန်ပို့လိုက်မယ်ဆိုရင်နော်အဓိကကယူယူတတလောက်ကန်စားတဲ့လူကပြဿနာမရှိဘူးပေါ့နော်ယူယူတတထိုင်းနိုင်ငံလာပြီးတော့ဘဝဝမ်းသာရေးအတွက်ပေါ့နော်ယူတတဘဝဝမ်းသာရေးအတွက်နော်တမဒီကကြလာလောက်တဲ့သူကတော့ပြဿနာမရှိဘူးပေါ့နော်ရေးကြည့်တာဘာတွေရေးကြည့်တယ်ဆိုတော့ကျွန်တော်အနေနဲ့သတိပေးချင်တာကနော်မြန်မာနိုင်ငံမှာနော်စစ်သားရဲစိုက်ရဌာနဆိုင်ရာအကုန်လုံးမှာ CDN လောက်လာကြတဲ့နော်ကျွန်တော်တို့ရဲ့ညီကိုမောင်နှမများကိုပြောချင်ပါတယ်နော်စစ်သား CDN ရဲ CDN ဌာနဆိုင်ရာအောင်ဆုံးက CDN အလားတူပဲတောထဲမှာရောက်ရှိလာတော့ညီငယ်ညီမငယ်ပေါ့နော်အလားတူပဲပေါ့နော်ကျွန်တော်ပြောချင်တာသွားလာနေထိုင်လေးလူတော့တတိနဲ့သွားပါတတိနဲ့လာပါအလားတူပဲမိမိတို့မှာထောက်ထားမရှိလို့မိသွားခဲ့မယ်နော်မြဘူးတွေပကန်းကိုပို့ခံရမယ်ဆိုရင်မိမိတို့အတွက်မတွေးဝင်เสียလေးတော့ရှိပါတယ်မတွေးဝင်เสียလေးနော်တစ်ဖက်မှာလည်းမြန်မာနိုင်ငံမှာတစ်ဖက်မှာလည်းမိမိတို့လူလားတောင်းတနေတာရှိပါတယ်အဲ့ဒီအတွက်ကျွန်တော်အနေနဲ့ချင်းချုပ်တာလည်းမဟုတ်ပါဘူးမဖြစ်တင်တာမဖြစ်အောင်နော်မဖြစ်တင်တာမဖြစ်အောင်မိမိတို့အတိပေးခြင်းဖြစ်ပါတယ်နော်တစ်ဖက်မှာမိမိတို့မိသွားခဲ့မယ်ဆိုရင်သူတို့ကစစ်ဆေးမယ်မြင်းမြန်းရိုက်နှက်မယ်နောက်ဆုံးထောင်ချတဲ့ရင်ထောင်ချမယ်တက်တင်တက်မယ်ဖြတ်တင်ဖြတ်မယ်ဆိုတဲ့အလားတူပဲပုံတံဒီမြန်မာနိုင်ငံမှာစစ်ကောင်စီကရောလုံထုံးလုံနည်းကလုံနေတာဖြစ်ပါတယ်အလားတူပဲเนาะကျွန်တော်တို့ရဲ့ညီငယ်ညီမငယ်တွေကျွန်တော်ပြောနေကြနော် CDN လောက်လာကြတဲ့စစ်သား CDN ရဲ CDN ဌာနဆိုင်ရာမှเนาะ CDN အများအလားတူပဲတောထဲမှာရောက်ရှိလာတော့ညီငယ်ညီမငယ်တွေရောပေါ့နော်တကြွလှုပ်ရှားစစ်မှုထမ်းရှောင်ပေါ့နော်ဆိုင်ရဖြင့်ရှောင်နိုင်ကောင်းပါတယ်ကျွန်တော်လည်းသတိပေးတာပါသွားသတိလာသတိနေသတိပေါ့နော်ဘယ်နာရောက်သတိနဲ့သွားပါသတိနဲ့လာပါနော်ထောက်ထားလေးကိုရှိမယ်ဆိုရင်ထောက်ထားလေးကိုကိုယ်နဲ့မကွာယူသွားကြဖို့နော်ညွန့်ကျွန်တော်မေတ္တာရက်ခံပါတယ်တတိလေးပေးတာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ချင်းချုပ်တာမဟုတ်ပါဘူးမိမိတို့မဖြစ်တဲ့နာမဖြစ်အောင်နော်ကျွန်တော်အနေနဲ့အကြံပေးပြီးတော့နော်ကြိုပြီးတော့မေတ္တာရက်ခံရင်ဖြစ်ပါတယ်ဒါမှဥပမာကျွန်တော်တခုပြောချင်တာကမြန်မာနိုင်ငံရောယူယူတန်တန်လာပြီးတော့ထိုင်းနိုင်ငံမှာနေရာတိတိမှာအလုပ်လုပ်ကန်စားတယ်ပေါ့နော်လုံလောက်ကန်စားတဲ့လူကပြဿနာမရှိဘူးဗျ။ဘာကြောင့်ပြဿနာမရှိလဲဆိုသူတို့မိသွားခဲ့လို့နော်သူတို့မှထောက်ထားမရှိလို့မိသွားခဲ့လို့မြန်မာပကန်းကိုတွန်းချလိုက်မယ်ဆိုရင်ဥပမာသူတို့ပြန်လာတဲ့နဲ့လာမယ်မလာတဲ့တော့တစ်ဖက်ကဘယ်ကိုပေါ့နော်ဥပမာတွန်းချရတော့တစ်ဖက်ကိုရောက်သွားခဲ့မယ်ဆိုရင်သူတို့ကအေးစိထွက်လာလို့ရတယ်နည်းနည်းအများကြီးအားသာချက်ရှိပါတယ်